င်္ဂလာပါMiss Roy ကဟိုမှာကြိုဆိုပါတယ်ဒီနေ့ဖြစ်ရကလေးတစ်ခုကနေပြီးတော့ကျွန်မမျှဝေခြင်းတဲ့အကြောင်းအရာလေးတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ရင်တော့လည်းဗီဒီယိုတစ်ခါလုပ်ပေးပူးတယ်ပေါ့နော်ကလေးတွေကိုကျွန်မတို့ပြောတဲ့အကြောင်းအရာတွေကသူတို့ရဲ့ inner credit ဖြစ်လာတယ် what we talk to them becomes their inner credit ဆိုတဲ့အကြောင်းကျွန်မဗီဒီယိုတစ်ခါလုပ်ပေးပူးတယ်ပေါ့နော်အဓိကဒီနေ့ကဘာလဲဆိုတော့ကျွန်မသမီးအငယ်လေးရမိတယ်သူက like deep thinker လေဘာလဲဆိုတော့သူ highly sensitive person ဆိုတော့ခုဆိုလိုမျိုးဟိုအတွေးနေတတ်တယ်လို့ပေါ့နော် introvert ဖြစ်တယ်ကျမလိုပဲဆိုတော့အဲ့လိုမျိုး तू ကဘာလာမေးလဲဆိုတော့မမေးတဲ့အမေဖြစ်ရတာကြိုက်ရလားပေါ့နော်အမေမဟုတ် तू ပထမမေးတဲ့ question ကအမေဖြစ်ရတာပင်ပန်းလားပေါ့နော်အဲ့ဒါမေးပင်ပန်းတာပေါ့သမီးရပေါ့နော် तू ကျမကကိုယ်တိုင်ကလည်းအမြဲတမ်းညီးနေအမြဲတမ်းတော့မဟုတ်ဒါပေမဲ့လည်းတော်တော်လေးညီးတတ်တယ်ဘာလို့လဲဆိုတော့အဓိကကျမယောက်ျားကိုကူစေခြင်းလို့အဲ့လိုမျိုးပေါ့နော်တွက်ကတ်နေတာပေါ့ပြောရင်ငါလည်းလှုပ်ရတယ်နေလည်းလှုပ်ရတယ်ငါကြတော့ဘာလို့ကလေးပို့ထင်းရတာလဲငါကြတော့ဘာလို့ပကံပိုးစေရလဲဆိုပြီးတော့ပြောရင်တော့တွက်ကတ်တာပေါ့ရှင်ဆိုတော့အဲ့မှာကျမကလေးတွေရှေ့မှာညီးသွားတယ်ပေါ့နော်ဆိုတော့အဲ့ဓာတွေကိုသူတို့ကြားတဲ့အခါမှာကျမကိုယ်တိုင်လည်းထိန်းရတယ်မသိလို့လည်းမဟုတ်သိတယ်ဒါပေမဲ့လည်းဒီလိုပဲလူဆိုတော့ပြင်ပန်းတော့အဲ့လိုပဲညီးတယ်ပေါ့လေဆိုတဲ့အခါမျိုးမှာသူတို့ကဘာဖြစ်လဲဆိုကြားပဲများတဲ့အခါမှာသူတို့ကိုကျမတို့ဓာတ်ရိုက်ပြောတာမဟုတ်သည့်တိုင်အောင်တော့မှာပဲသူတို့ကဘာဖြစ်လဲဆိုတော့ burden တစ်ခုအနေနဲ့ဖြစ်လာပေါ့နော်ကြားတဲ့အခါမှာလူဖြစ်လာတတ်တယ်ငါဝင်တော့ဝင်ပုံတစ်ခုလိုဖြစ်လာပေါ့နော်ကျမတို့ကကလေးကချစ်လို့လိုချင်လို့ယူထားတာလေဟုတ်တယ်မလားဆိုတဲ့အခါမျိုးမှာကျမတို့ကသူတို့ကိုအဲ့လိုမျိုးကြီးဝင်တော့ဝင်ဖို့တပွဲမလိုချင်မဲနေရတဲ့ကလေးလိုမျိုးမခံစားစေချင်ဘူးလေဟုတ်တယ်မလားအဲ့ဒီဟာတကယ် damage ကတော့တော်ရောက်တယ်နော်ဆိုတော့ကျမတို့ကပြန်ပြီးတော့damage control လုပ်ရတယ်ပေါ့နော်ဆိုတော့ဒီနေ့သူမေးတဲ့အခါမှာကျွန်မအဲ့လိုမျိုးဖြေလိုက်တာပြင်မဲ့တာပေါ့သမီးရဲ့ပေါ့နော်ဒီနေ့မနက်ဆိုလို့ရှိရင်ကျွန်မသားကမနက်4နာရီတည်းကသူနိုးနေတာမနက်4နာရီတည်းကနိုးနေပြီးတော့ကျွန်မသမီးအကြီးကလည်းခြေထောက်နာလို့ဆိုတော့ growing pain ပေါ့ခြေထောက်နာလို့ဆိုပြီးတော့နိုးလာတယ်ဆိုတော့ခြေထောက်ကိုနှိပ်ပေးပြီးတော့ဆေးတိုက်ပြီးတော့ပြန်တိတ်ရရဲဆိုတော့ဒီနေ့ကလည်းမနက်4နာရီတည်းကပေါ့ဆိုတော့ပြင်မဲ့တာပေါ့သမီးရဲ့ပေါ့ပြောပြီးတော့သူကနောက်ထပ်မေးတဲ့ question ကပါလဲဆိုတော့အမေဖြစ်ရတာကိုကြိုက်လားတဲ့နော်ကျမဟုံပြီးတော့ဟောတဲ့ကျမကချက်ချင်းပဲပြပြလိုက်တာကိုကြိုက်တာပေါ့သမီးရဲ့ပေါ့နော်အမေဖြစ်ရတာဒါအမေဘဝမှာအကောင်းဆုံးတော့အရာတစ်ခုတည်းမှာပါတယ်ပေါ့နော်ဆိုပြီးတော့ကျမသူ့ကိုပြောပြလိုက်တော့သူကကျမကိုဘာပြောလဲဆိုတော့ဒါဆိုရင်သမီးလည်းအမေဖြစ်ချင်တယ်သမီးလည်းကြီးလာလို့ရှိရင် I want to be a mom ပေါ့နော်သူကကျမကိုပြောတယ်ဆိုတော့ like အဲ့ဒါကျမဘာလေးသွားပြီးတော့တွေးလိုက်မိလဲဆိုတော့ငယ်တုန်းကကျမကြားနေကြပေါ့နော်မိဘတွေပြောတဲ့စကားကိုကျမသွားတွေးမိတယ်ဘာလဲဆိုလို့ရှိရင်ကြီးလာလို့ရှိရင်ယောက်ျားယူမနေနဲ့ကလေးမွေးမနေနဲ့အရန်ပင်မန်းနဲ့အလုံးရှုပ်တယ်ပင်မန်းနဲ့အပြိုကြီးပဲလှုပ်ဆိုတဲ့ဥစ္စာကိုကျမသွားပြီးတော့နားထဲမှာကြားရောက်မိလိုက်တယ်ပေါ့နော်ကျမအမေပြောနေကြကျမတော်တွေလည်းပြောတတ်တယ်ဆိုတော့အဲ့လိုမျိုးလူကြီးတွေပြောတဲ့စကားကိုသွားပြီးတော့နားထောင်မိတယ်သွားပြီးတော့ကြားရောက်မိတယ်ပေါ့နော်သူတို့ကတော့နော်စေတနာနဲ့ပြောတာပါပဲဒါပေမဲ့အဲ့ဒီခါတွေကကျမကတော့တက်ရောက်မှုမကောင်းတဲ့တက်ရောက်မှုတွေရနိုင်တယ်လို့ကျမထင်တယ်ပါအဲကြောင့်မလို့အဲ့လိုမျိုးတွေပြောနေကြရှိတယ်မိဘတွေရှိရဆိုလို့ရှိရင်မပြောပါနဲ့ဘာလို့လဲဆိုတော့ကျမတို့ပြောတဲ့စကားလုံးဒီသူတို့ရဲ့ inner credit ဖြစ်လာတယ်သူတို့ရဲ့ reality လည်းတကယ်တမ်းကကိုယ့်ရဲ့ inner credit ကကောင်းရင်ကိုယ့်ရဲ့ reality ရလည်းပဲကောင်းလာကိုယ့်ရဲ့ reality တကိုယ့်ရဲ့တကယ်လက်တွေ့ဘဝပေါ့နော်လက်တွေ့ဘဝလည်းပဲကောင်းလာတွေဖြစ်လာတယ်ကိုယ့်ရဲ့အတွေးကမကောင်းလို့ရှိရင်လည်းပဲမကောင်းလာတွေလည်းဖြစ်နိုင်တယ်ဆိုတော့ကိုယ့်ရဲ့အတွေးကိုတကယ်လို့မကောင်းနေရင်တော့အသက်ကြီးလာတဲ့ခါမှာကျမတို့ကမနှဲပြုပြင်ရမျိုးတွေရှိတယ်ခုနကကျမပြောသလိုဥပမာငငယ်တုန်းကကြားနေကြကျမကိုအမေကပြောနေကြပါလဲဆိုကလေးမွေးရတာအရန်ခတ်တယ်အရန်နာတယ်ပြီးရင်အရက်ပူရင်ပိုခတ်တယ်ဖင်ကောက်ရင်ပိုခတ်တယ်ဆိုတော့ကလေးမွေးရတာအရန်ခတ်မှာပဲပြီးလို့ရှိရင်လက္ခဏာမှာကလေးမွေးရခတ်တဲ့လက္ခဏာဆိုတာရှိသေးတယ်เนาะအဲ့လိုမျိုးပေါ့ဆိုတော့အဲ့ဒါလေးနဲ့ကျမတို့ကဂျင်းမိထားတာပေါ့เนาะဆိုတော့ကလေးမွေးရမှာအရန်ကြောက်ပြီးအလကားအပန်တကယ်တော့anxiety ကပို့တာပါပဲအဖက်တင်ပါတယ်ဒါပေမဲ့ကျမတို့ကနောက်ပိုင်းမှာကျမပညာတတ်တဲ့အခါကျတော့ဒါတွေဒီ post parent anxiety တွေဒီဘယ်လိုနည်းနဲ့ပြုပြင်လို့ရလဲကျမတို့ therapist တွေသွားရတာမျိုးတွေရှိတယ်เนาะအဲ့လိုမျိုးတွေပေါ့ဆိုတော့ကို heal လုပ်တဲ့အခါမှာတော့ဒါအရင်ကြောက်စရာမကောင်းတဲ့အရာပဲเนาะရှေ့ပိုင်းမှာလူပေါင်းတန်းပေါင်းများစွာသောအမျိုးသမီးတွေကစေးမပါဘဲနေတာမှပဲရိုးရိုး natural ကလေးမွေးလာတယ်ကျမတို့ခန္ဓာကိုယ်ကဘလောက်ပူဘလောက်သေးဘလောက်ဖင်ကောက်we're made for that ကျမတို့ကကလေးမွေးဖို့အတွက်ဖြစ်လာတာလေเนาะကလေးမွေးဖို့အတွက်ကဘာကြီးထဲမှာရောက်နေတာဆိုတော့ဆိုတော့
အဲ့ဒီဟာကိုကျမတို့ပြန်ပြီးတော့ပြောနေလို့ရတယ်ပေါ့နော်ဒါကနားမလည်လို့ရှင်တော့ကိုကြားဘူးနားဝါရှိတယ်ကိုပြောတဲ့စကားလုံးတွေကိုပဲအမှန်ထင်ပြီးတော့ဒါအရန်နေအကြောက်လွန်တာတွေရှိတယ်အဲ့တော့မဖြစ်တင်တာတွေပို့ပြီးတော့ဖြစ်တယ်ဒါမျိုးတွေပေါ့နော်ပြီးတဲ့ခါမှာလည်းကိုသားသမီးကို pass down လုပ်တဲ့ message တွေကစာအမှန်ကန်နေတော့ခုနပြောသလိုပဲဟိုယောက်ျားမယူနေနဲ့တော့ကလေးမွေးမနေနဲ့တော့အရန်ပင်ပန်းနေဆိုတော့စကားလုံးတွေဒီတကယ်တမ်းတွေးလိုက်လို့ရှိရင်ကျမတို့လူဖြစ်လာပြီဆိုမှတော့ဒါကထားပါတော့သူ့အစတွေကဟိုဗာလဲဖုန်းကြီးငငယ်လေးတွေကနေပြီးတော့ပါရမီတွေပါလာလို့ဖုန်းကြီးဝှက်ချင်တဲ့ယောက်ျားမြူခြင်းဆိုတော့လဲတစ်မျိုးပေါ့နော်မိန်းမမလို့ခြင်းဆိုတမျိုးပေါ့ဒါမဲ့လေလူဖြစ်လာတဲ့အချိန်မှာဒီဘေးနားပတ်ဝန်းကျင်ကိုကြည့်ပြီးကြီးလာတဲ့အခါမှာကျမတို့ကအဲ့ဒီအတွေ့အကြုံတွေကမှနေပြီးတော့တဆင်ကြောက်ပြီးသွားတော့ကိုယ့်ရဲ့ experience ရတဲ့နဲ့လူဖြစ်လာလို့ရှိရင်ရရမယ်ဘဝသင်ခန်းစာတွေပဲဖြစ်เนาะကောင်းခြင်းဆိုးခြင်းတွေဒီအတွေ့အကြုံတွေဒီခံစားမှုတွေကိုအပြည့်အဝခံစားစေချင်တယ်ကျမကတော့လေဒါဒီအဲ့တော့ဟိုမကောင်းတာလည်းမကောင်းတာတော့ပြောပြရမှာပဲเนาะဒါပင်မနဲ့ဆိုတာတော့ရှိတယ်ဒါပေမဲ့လည်းအဲ့ဒီအရာနေပြီးတော့မှရတဲ့ rewarding ဖြစ်တဲ့ခံစားချက်ကလည်းဘာနဲ့မှမတူဘူးဆိုတော့အဲ့ဒီဟာကိုကျွန်မသူတို့သိအောင်ပြောပြတဲ့အခါမှာလည်းပဲသူတို့ဒီခက်ခဲမယ်ဆိုတာကိုသူတို့ကြိုးတင်ပြင်ဆင်မိရတာဖြစ်တယ်တိုးတော့ဒါဒီရွေးချယ်မှုဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကတော့ဒီကလေးယူခြင်းမယူခြင်းနဲ့မပတ်သက်ပါဘူးကျွန်မပြောချင်တာအဓိကပေးချင်တဲ့ message ကတော့ကျွန်မတို့ပြောလိုက်တဲ့စကားလုံးတွေကသူတို့ရဲ့credit တွေဖြစ်လာပေါ့နော်ခေါင်းထဲမှာဆိုတော့ဘဝဆိုတာခက်ခဲတယ်လို့ပြောရင်အဲ့ဒီဟာပဲသူတို့ယူသွားမလို့ခက်ခဲမှုကိုမခက်ခဲရင်တော့မှပဲကြံဖန်ပြီးတော့ရှာဖွေနေလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးတွေရှိတယ်ဆိုတော့အဲ့အကြောင်းမလို့ကျွန်မတို့ကပြောတဲ့စကားလုံးကရွေးချယ်ပြီးတော့ပြောဖို့လိုပါတယ်နည်းနည်းလေးထိန်းဖို့လိုပါတယ်ကိုရီးယားခုနကကျွန်မပြောသလိုမျိုးညီးသွားနေမိပြီးမညီးရလို့ပြောတာမဟုတ်ဘူးပေါ့နော်အမှညီးသွားနေမိတာတွေရှိရဆိုလို့ရှင်လည်း damage control လုပ်ဖို့လိုပါတယ်ပေါ့နော်အဲ့အကြောင်းညာလေးကိုနှောက်ဝချင်လို့ဒီမှာဗီဒီယိုလေးလုပ်လိုက်တာပါအဲ့ဒါဆိုလို့ရှင်နောက်မှတင်မယ်